အခုနောက်ပိုင်း networking တွေပါတယ်တအားခက်စားလာတယ်ပေါ့နော်။တုန်းကတော့အဲ့ဒါအကြီးကိုတိတ်ပြီးတော့အာမကိုးတဲ့ထက်ပါတယ်။မယုံကြည်ရမဟုတ်ဘူးကွာ။အာမကိုးတာ။ဘာလို့လဲဆိုတော့ the reality ကတကယ်လက်တွေ့ဘဝမှာကကိုကတခုခုပေးနိုင်မှကိုစီသာကြမဲ့သူတွေကြီးပဲတိတာ။တွန်းကောင်းတဲ့သူတွေတွေ့တယ်ဆိုတာလေ။တွန်းကိုယ်တိုင်ကောင်းတဲ့သူဖြစ်နေပြီးမှတွေ့တာ။တွန်းဘူးစုခယူတော့ကတွန်းပေးနာမှာရှိတဲ့သူတွေကလည်းဘူးစုခယူတွေကြီးပဲအဲ့ဒီဘူးစုခယူတွေမှာတူတူကောင်းလာတဲ့သူတွေလည်းရှိရယ်နောက်ပြီးတော့အဲ့ level မှာပဲကြံခဲ့ပြီးတော့ထွက်သွားတဲ့သူတွေလည်းရှိရပါလေအဲ့တွန်းပြောချင်တာကအဲ့လိုမျိုး networking ပေါ့နော်အရန်ကောင်းတဲ့သူတွေတွေ့ဖို့ကိုယ့်ထက်အများကြီးတော်တဲ့သူတွေကိုတွေ့ဖို့သူတို့နဲ့မိတ်ဆွေဖြစ်ဖို့တွားကတ်တာမျိုးကိုကဘာမှမဟုတ်တဲ့ level တခုကတွားကတ်တာမျိုးဆိုရင်သူတို့နဲ့တပုံလောက်ရရပဲရှိမှာကွာကျွန်တော်ဘာမှမဖြစ်ပါဘူးအဲ့တော့တွန်းကတော့အဲ့လိုမျိုးသူတွေကိုတွားကတ်တာမျိုးလောက်တာမရှိတော့ရှားပါတယ်။တော့အရင်သဘောကျရတဲ့အဲ့လိုမျိုး entrepreneur တွေပါဆိုရင်တော့တမျိုးပေါ့လေ I might give them some compliment or presents because I admire them so much you know အဲ့လိုမျိုးအရင်နေရာတစ်ခုရောက်ပြီးတော့အမြင်ရှိနေတဲ့သူတွေဆိုတော့တမျိုးပေါ့လေဒါပေမဲ့တော့ယုံကြည်တဲ့ပုံစံကျတော့ဘယ်လိုမျိုးလဲဆိုတော့တနိုင်လောက်ကိုပါလက်ကိုတယောက်တည်းစူးစမ်းမယ်ပေးနိုင်တဲ့ value တွေပေးမယ်တကယ်တော့ရဲ့ value တွေကိုနားလည်တဲ့သူတွေကသူ့အလိုလိုရောက်လာလိမ့်မယ်ဆိုပြီးတော့တတ်မှတ်ထားရကွာအဲ့ဒါကပို့ပြီးတော့တဘာဝကြတယ်တိတာကိုကဒီတော့ပေးနိုင်တဲ့သူကိုစီရောက်လာလိမ့်မယ်လို့မျှော်လင့်တာ expect ထားတာကိုကဘာမှမဟုတ်ဖ ೇನೆ အခြားသူတရားကိုမိတ်ဆွေသွားဖွဲ့မယ်အဲ့ဒီအချိန်မှာအဲ့ဒီသူကကိုဆက်ဆံတဲ့ပုံကိုသဘောမကျဘူးဆိုရင်ကိုပုံစံကဘာဖြစ်နေလို့လဲကိုကဘာမှမပေးနိုင်မဲ့သူတို့ကိုတွားကတ်လို့လားဆိုတာမျိုးရှိရယ်ကွာတိတာအဲ့တော့တုံးကတော့တကယ် authentic ဖြစ်တဲ့ပုံတွေပဲသဘောကျပါတယ်ဒီသူတယောက်စီရာတွေထားလို့ချင်းတို့ဒီသူတယောက်ကထားရင်မလို့ကတ်တာမျိုး I don't like it and တုံးကိုအဲ့လိုမျိုးပုံစံကြောက်ကတ်ရင်လည်းတုံးလုံးဝမကြိုက်ပါဘူး sense လည်းရတော့ you know တိတာအဲ့လိုမျိုးတနေရာရောက်လို့တခုခုဖြစ်နေတဲ့သူတွေကလည်းသူတို့ဘာကြောင့်လာကတ်လဲ sense ရကြရပေါ့လေအဲ့တော့တုံး page နဲ့ advice ကတော့ကိုယ့်ဘာသာကိုစူးစမ်းပါ networking အောင်အမကိုပါနဲ့ကိုယ့်ရဲ့စူးစမ်းမှုအစစ်မှန်ရင်လူမှန်တွေကကိုယ်စီရောက်လာလိမ့်မယ်လို့ယုံကြည်ပါတယ်ကျေးဇူးပါ